ကျောင်းသားကျောင်းသူတွေရဲ့လွယ်အိတ်ထဲမှာရှိတဲ့ပစ္စည်းဟောဒီကဗျာစာအုပ်ကျောင်းသားကျောင်းသူရဲ့လွယ်အိတ်ထဲမှာစာအုပ်မရှိဘာရှိမှာတော့ဘာရှိလဲထင်လဲစာအုပ်တော့အဖြေကပေါ်ဖြစ်မှာသူများကိုပေးဖြစ်မလားယူလိုက်ပဲပေါ်ဖြစ်မယ်နေရာယူပါတကယ်လို့ဒီဘက်ကအကုန်လုံးဖြေနိုင်သွားရင်နောက်တစ်ပွဲကစားစရာမလိုဘူးချန်ပီယံဖြစ်ပြီဟုတ်ပြီနော်သုံးကတော့မှားလို့မရဟုတ်โอเคကပတိန်လှည့်ပါအရန်လွယ်တဲ့မေးခွန်းလို့မြင်မိပါတယ်ဟုတ်နော်โอเคကဲအဲ့တော့အခုကဘာကြောင်းတယ်အဝေးတယ်ဗာမိလား psychology ဟုတ်လားညီလေးရောကျွန်တော် IGCSE ဖြည့်တူတူပဲဟုတ်ပြီညီလေးအဝေးတယ်ဟုတ်ပြီဗျာကဲဗာမိကြပါတယ်မေ့ပါတမိုင်းဟုတ်ပြီဗျာကျောင်းသားကျောင်းသူတွေရဲ့ဆိုတော့ကျောင်းသားကျောင်းသူဆိုတော့ပြိတ္တအရောက်တရားဘလို့မြင်လဲမသိဘူးပြောချင်တာဟိုကလေးလေးတွေကိုပြောတာလားအလဲတန်းလားအထက်တန်းလားဘာမှမပါဘူးကျောင်းသားကျောင်းသူရဲ့လွယ်အိတ်ထဲမှာရှိတဲ့ပစ္စည်းတဲ့ခဲတယ်အဲ့မှာဇလန်နော်ခဲတန်းလားပါလဲညာလဲပေါ့နော်ခဲတန်းဆိုရင်အဖြေကကျောင်းသားကျောင်းသူတွေရဲ့လွယ်အိတ်ထဲမှာရှိတဲ့ပစ္စည်းဘောပင်ခဲတံမဟုတ်တော့ဘောပင်မောဟုတ်ပြီတော့အဖြေကဟုတ်ပြီကဲစာလိုက်နိုင်လားလိုက်နိုင်လားအေးစာမွေးပုံမှန်အောင်တယ်မလားဟုတ်ကဲ့အေးဆေးပါနော်ဟုတ်ပြီစာကြက်တဲ့ချိန်ကဘယ်လိုမျိုးကြက်တဲ့နီးစနစ်တွေပါရှိလားပြောပါဦးစာမွေးနီးရင်မြင်ကြက်လိုက်ရင်ပူရဟုတ်လားโอเคကျောင်းသားကျောင်းသူရဲ့အိတ်ထဲမှာဘာရှိလဲပေတံโอเคကဲအဖြေကပြီဟုတ်ပြီโอเคဘယ်ကြီးရောက်ပြီလဲfirst year စဉ်းစားနေတယ်ကဲလွယ်ထဲမှာဘာရှိလဲဖတ်စာအုပ်ဟုတ်ပြီအဖြေကဟိုဘက်ကတိုင်မင်းလေးရပြီဟုတ်ဒီတစ်ခါလွဲသွားရင်တော့နော်ဟိုဘက်ကအခွင့်အရေးရသွားမယ်နော်โอเคကဲကပတိန်လှည့် ready ပဲလားအေးစေចောင်းသားចောင်းသူဆိုတော့ညီမလေးကဘယ်အရွယ်နဲ့ဘယ်အရွယ်ကြားထဲမှာအခုဖြေမဲ့အဖြေကဘယ်အရွယ်နဲ့ဘယ်အရွယ်ကြားထဲမှာကိုင်းနေပစ္စည်းလဲအထက်တန်းနည်းနည်းကြီးသွားပြီဟုတ်ပြီနော်ဘာပစ္စည်းလဲခဲချက်စာကလေးအဖြေကတန်းရင်ခုံစရာပါပဲဟိုဘက်ကအဲ့ဒီကနှစ်ခုကြံလာတဲ့ကတစ်ခုဖြေနိုင်တယ်ဆိုရင်နောက်တစ်ပွဲကစားရမယ်မပါဘူးလားပါမလားအရေးကြီးသွားပြီကဲကီးဘာဖြေမလဲကြည့်ရအောင် correction ban ဘာလဲ correction ဆိုရင်တော့ correction ban ပဲလိုရ correction ban ပဲကဲ honey correction ban သုံးယောက်လုံးတစ်မျိုးတည်းဖြစ်โอเคပြောကြမလို့တော့โอเคဒါဆိုရင်နံပါတ်4နဲ့နံပါတ်5မှာဒီကပတိန်ဖြေတဲ့အဖြေပါလားမပါလားကြည့်မယ်အရောက်တရားရဲ့အဖြေကကွန်ပျူတာထဲမှာတင်ထားပြီးသားပါကဲ ready ဘာပစ္စည်းလဲcorrection ban ရွေးပါတယ်နံပါတ်4နဲ့နံပါတ်5မှာ correction ban ပါရင်နောက်တစ်ပွဲကစားရမယ်ချန်ပီယံထပ်ဖြစ်နိုင်သေးတယ်မပါဘူးဆိုရင်တစ်ခါတည်းချန်ပီယံဟုတ်ပြီနော်ကဲ ready ပြည်သူများအားလုံးပဲကျွန်တော်မေးတဲ့မေးခွန်းကတော့ចောင်းသားចောင်းသူတွေရဲ့လွယ်ထဲမှာရှိတဲ့ပစ္စည်းလို့ပြောလိုက်တာဖြစ်တဲ့အတွက်ဒီထဲမှာအများကြီးဖြည့်တဲ့အဖြေတွေမှာရှိတဲ့ဒါသားနဲ့ဒီဘက်ကလုံးဝ correction ban ကိုပဲရွေးလိုက်ပါတယ်တစ်ဖွဲ့တည်းကအဖြေတစ်ခုတည်းဖြစ်ပါတယ်အဲ့ဒီအဖြေပုံမှာဒီဘက်ကပါနိုင်မယ်လို့ထင်လားမထင်ဘူးအခုသူတို့ဖြေပြီးသွားပြီနံပါတ်4နဲ့နံပါတ်5ထဲမှာဘာတွေပါနိုင်သေးလဲ fine ပြီးတော့မုတ်ထောက်ချွန်ရေဘူးဒါပေမဲ့ तू က correction ban ဆိုတာကိုရွေးလိုက်တာဖြစ်တဲ့တော့ပရိသတ်ကြီးအရောက်တရားရဲ့အဖြေတော့ပါတော့ဟုတ်ပြီအမှတ်အပြတ်တက်နဲ့တခါတည်းကိုချထလိုက်484မှတ်နဲ့ချန်ပီယံအသစ်ဖြစ်သွားပါပြီ Big Boss 1004ကလည်းစုချင်းကိုတွေအများကြီးနဲ့သုံးထပ်ကွမ်ချန်ပီယံဖြစ်ခဲ့တဲ့အရန်တော်ပါတယ်ပရိသတ်ကဒီကကီတို့ဟလာ Chris K တို့ Honey တို့ John တို့ဆက်ပြီးတော့အမှုပြန်လှုပ်ရှားမှုတွေအားပေးမှာဆိုတော့သူတို့နှုတ်ဆက်တဲ့ချင်းလေးနဲ့ပြန်ပြီးတော့နှစ်သိမ့်ပေးပါအောင်။ဘာချင်းလေးနဲ့ကုန်ပြီ။1ဖြည့်သိမ့်လိုက်။တော့ပါတော့ Okay ဘယ်ချင်းပဲဖြစ်ဖြစ်စမလား။စမယ်။
ကဲသဘောပါ 1 2 3 အားလုံးပြီးဆုံး1 2 3အားလုံးပြီးဆုံးတော့ရေတစ်ခုလုံးချိန်သွားလားကိုချင်းစားပါတယ်ဟိုတငယ်ချင်းသိမစားဘူးရှေ့ဆက်ပြီးတော့တွေ့ကြရမှာပဲ ထားပြီလား ဇီးတော့မကွဲဘူး โอเคโอเคโอเค ဒီတော့ခွဲချင်ပြီ ဆက်စုံနေလေဒီမှာနောက်ဆုံးအဲ့အဖြေလေးကိုကြည့်အောင်နော် โอเค အသက်ခွဲသွားတဲ့အဖြေနံပါတ်4ပါဖြေထားတယ် အာဟုတ်တယ်ဟုတ်တယ် ကျောင်းသားကဟုတ်တယ် နံပါတ်5 ဝေးတယ်ကျောင်းသား ကျောင်းသားက အောင်းလိုက်လားဟာ အောက်ကြီးရတယ်ဒီကောင်ပါ โอเคဒါဆိုရင်ကျွန်တော်နောက်ဆုံး big man ကြီးကိုဒီတွေကချန်ပီယံတွေကလက်ရွေးစင်2ယောက်ကိုရွေးရမယ်เนาะညီလေးညီမလေးတွေကြိုက်တဲ့သူ2ယောက်ဖြစ်ရမယ်ပထမတစ်ယောက်ကို25စက္ကန့်နဲ့အမြန်မေးမယ်ဒုတိယတစ်ယောက်ကိုစက္ကန့်30နဲ့မေးခွန်း5ခုကိုအမြန်မေးမယ်တယောက်နဲ့တယောက်တော့အဖြေထပ်လို့မရဘူးโอเคကဲခဏလေးရန်လာဝင်ပြပါ